ဆန်ဂရဖီဆိုတာအရန်ကိုကိုယုတ်ကရနိုင်ပြီးဘဝမှာကန်ဆိုးမှုတွေနဲ့ပဲအမြဲတမ်းကြုံတွေ့နေရတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်ပါသူဟာမကြခင်ကတင်မိဘမဲ့ခေဟာကနေထွက်ခွာပြီးကိုခြေထောက်ပေါ်ကိုရက်တီဖို့ဖြစ်လာခဲ့ပါတယ်ဒါဟာသူ့ရဲ့တငယ်ချင်းလေးဟေဇယ်အတွက်တော့တကယ်ကိုဝမ်းနည်းစရာပါပဲဟေဇယ်ဟာမကြခင်မှာမိသားစုတစ်ခုခုကသူ့ကိုမွေးစားလိုက်မယ်လို့မျှော်လင့်နေတဲ့ကလေးမလေးတစ်ယောက်ပါညတညမှာတော့ဆန်ဟာကြောင်နှက်လေးတစ်ကောင်နဲ့စားစရာဝေမျှစားရင်းကံကောင်းစေတဲ့အကျွေးစေးတစ်စေးကိုမမျှော်လင့်ပဲကောက်ရခဲ့ပါတယ်။နောက်တစ်နေ့မှာမွေးစားမဲ့သူတွေနဲ့တွေ့ရမယ့်ဟေဇယ်အတွက်ကံကောင်းမှုတွေရှိလာအောင်ဒီအကျွေးစေးလေးကိုလက်ဆောင်ပေးဖို့ဆန်ကဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအကျွေးစေးလေးလက်ထဲရှိနေချိန်မှာဆန်ရဲ့ကံတွေဟာတိတိတတ်တာကြီးကောင်းမွန်လာခဲ့ပါတယ်။ဒါပေမဲ့ကံဆိုးချင်တော့အဲ့ဒီအကျွေးစေးလေးဟာအိမ်သားရဲ့ကိုမတော်တဆပြုတ်ကျသွားပြီးပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။ဆန်တယောက်စိတ်ပြက်လက်ပြက်ဖြစ်နေတော့မှအဲ့ဒီကြောင်နဲ့လေးနဲ့ပြန်တွေ့ခဲ့ပါတယ်သူဟာကြောင်လေးကိုအဲ့ဒီအကြောင်းပြောပြတဲ့အခါမှာတော့ထူးဆန်းစွာပဲကြောင်လေးကစကားပြောလာပြီးအကျွေးစေးပြောက်သွားတဲ့အတွက်ဆန်ကိုစူပူပါတော့တဲ့ဆန်ဟာအံ့အားတင်သွားပြီးကြောင်လေးနောက်ကိုလိုက်ရင်းကနေကံကောင်းခြင်းတိုင်းပြည်စီကိုရောက်သွားပါတော့တယ်အဲ့ဒီနေရာဟာလက်ပရီကွန်လူပူလေးတွေကလူသားတွေအတွက်ကံကောင်းခြင်းတွေကိုဖန်တီးပေးနေတဲ့နေရာတစ်ခုပါဘောလို့အမိရတဲ့အဲ့ဒီကြောင်လေးဟာကံကောင်းခြင်းတိုင်းပြည်ကဖြစ်ပြီးသူခီးသွားဖို့အတွက်အဲ့ဒီအကျွေးစေးကိုလိုအပ်နေတာပါအကယ်၍သူအကျွေးစေးပြောက်သွားတာကိုတခြားသူတွေသိသွားရင်သူဟာကံဆိုးခြင်းတိုင်းပြည်ကိုပြည်နှင်တန်ခံရမှာဖြစ်ပါတယ်ဒါကြောင့်ဆန်နဲ့ဘောတို့ဟာအကျွေးစေးအသစ်တစ်စေးရဖို့အတွက်သဘောတူညီချက်တစ်ခုလုပ်ခဲ့ကြပါတယ်ခီးစဉ်တစ်လျှောက်မှာဆန်ဟာကံကောင်းခြင်းတွေကိုငကားမကြီးပဲကစီမံခန့်ခွဲပြီးကံဆိုးခြင်းတွေကိုတော့ကံကောင်းခြင်းတိုင်းရဲ့အောက်ထပ်မှာတည်တံ့ထားရှိတယ်ဆိုတာသိခဲ့ရပါတယ်အခက်အခဲပေါင်းစုံကြုံတွေ့ရပြီးနောက်မှာတော့သူတို့ဟာ Jeff လို့ခေါ်တဲ့ယူနီကွန်းလေးနဲ့တွေ့ခဲ့ပါတယ်ဂျက်ဟာကံကောင်းခြင်းနဲ့ကံဆိုးခြင်းတွေကိုရောနှောပြီးကဘာမြေစီပို့လွတ်ပေးတဲ့ဆက်ရနေရကြီးကိုတာဝန်ယူထားသူပါဆန်ဟာဟေဇယ်ကံကောင်းပြီးမိသားစုအသေးရစေချင်တာကြောင့်ကံဆိုးခြင်းတွေကိုခိတရတန်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလုပ်ရက်ကြောင့်ဆက်ရနေရကြီးတစ်ခုလုံးချိုယွင်းသွားပြီးကဘာပေါ်မှာရောကံကောင်းခြင်းတိုင်းပြည်မှာပါကံဆိုးမှုတွေဒရဆက်ဖြစ်ပေါ်လာပါတော့တယ်အဲ့ဒီအချိန်မှာမှဆန်ဟာလူတွေရဲ့ဘဝမှာကံကောင်းခြင်းတွေကြီးပဲရှိနေလို့မရပဲကံဆိုးခြင်းဆိုတာကလည်းဘဝရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့လိုအပ်တယ်ဆိုတာကိုနားလည်သွားပါတယ်။နောက်ဆုံးမှာတော့ဆန်ရဲ့စူးစမ်းမှုကြောင့်အရာအလုံးဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပြီးဟေဇယ်လည်းမိသားစုအသစ်ရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ်။ဘော့ကတော့ဆန်နဲ့အတူလူသားကဘာမှာပဲနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တနည်းအကြာမှာတော့ဆန်ဟာသူမရဲ့ကံဆိုးတတ်တဲ့တဘာဝကိုလက်ခံနိုင်သွားပြီးအားလုံးပျော်ပျော်ရွှင်ရွှင်တဲ့ဘဝကိုဖျက်ဆီးသွားကြပါတော့တယ်။